Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒူရီဝေကြီးမှာကြိုဆိုပါတယ်အားလုံးပဲမင်္ဂလာပါအားလုံးမင်္ဂလာပါခင်ဗျာအားလုံးမင်္ဂလာပါကဲကျွန်တော်တို့10နာရီဒီဗီဒီယိုရိုက်တော့ကျွန်တော်တို့တနင်္လာနေ့ညပေါ့နော်10နာရီတော့ခွဲနေပြီเนาะအားလုံးပဲမင်္ဂလာပါမနေ့ပြန်24ရက်6လ2025အင်္ဂါနေ့တနေ့ကုန်စာဒါမှမဟုတ်အင်္ဂါနေ့မနက်ပိုင်းပေါ့နော်စိုက်ကလေးအရန်ကောင်းလို့၄ခွက်လောက်ပဲထိထိမိမိ၄ခွက်လောက်ပဲထိထိမိမိထိုးရမှာမို့လို့ကျွန်တော်တင်ပေးမယ်နော်၄ခွက်လောက်ကိုပဲထိထိမိမိထိုးရမှာဖြစ်လို့နော်စိုက်ကလေးလည်းကောင်းလို့ပေါ့နော်၄ခွက်လောက်ပဲထိထိမိမိထိုးရမှာမို့လို့ကျွန်တော်တင်ပေးခြင်းလို့လိုင်းမော်တက်လာခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်မွေးကနန်းလိုက်ခိုင်းထားတာလေးရှိပါတယ်အဲ့ဒါကတော့1469အခွေပဲထားပါတော့เนาะ1469အခွေမွေးကနန်းအနေနဲ့ကျွန်တော်ထုတ်ပေးထားတာရှိတယ်เนาะလုံးဝရုံကြီးကြီးနဲ့လိုက်ပါတရားရခိုင်တော့လာပါလိမ့်မယ်เนาะကဲအားလုံးမင်္ဂလာပါခင်ဗျာเนาะအားလုံးပဲမင်္ဂလာပါခင်ဗျာကြိုင်မနေ့ပြန်အင်္ဂါနေ့မနက်ပိုင်းသို့မဟုတ်တနေ့ကုန်စားပေါ့เนาะမနက်ပိုင်းလာဖို့များတယ်အဓိက all ၄ကွက်เนาะ main ၄ကွက်အဓိကအနေနဲ့ထိုးရမယ်အဲ့တော့အကိုတို့မတို့အနေနဲ့ကျွန်တော်မူကနန်းလိုက်နေတဲ့သူတွေလည်းမူကနန်းအဓိကလိုက်ပေါ့နော်မူကနန်းလိုက်ပြီးတော့အခုဒီပေးမဲ့၄ခွက်ထိုးခြင်းလည်းထိုးရတယ်နှစ်မျိုးလုံးထိုးခြင်းလည်းထိုးရတယ်ကောင်းတယ်နော်အဲ့တော့ဥစွာပထမဒီကျွန်တော်တို့ဒီတူရီဝေကြီးဆိုတဲ့ channel ဒီတူရီကိုဝေဆိုတဲ့ channel ရပေါ့ဗျာနော်တူထားပါတော့တူရီဝေကြီးလို့ကျွန်တော်နာမည်ပြန်ပြောင်းလိုက်တယ်တူရီကိုဝေဆိုတာကလူနာမည်တူတွေရှိနေလို့အဲ့ဒါကြောင့်ကျွန်တော်တူရီဝေကြီးလို့ပဲကျွန်တော်ပြန်ပြောင်းလိုက်တယ်အရင်ကကျွန်တော်တူရီကိုဝေဆိုပြီးကျွန်တော်ရဲ့ဒီ channel အသစ်နာမည်ကိုကျွန်တော်တင်ပေးထားတာဒါပေမဲ့နာမည်တူတဲ့ဆရာတွေရှိနေလို့ကျွန်တော်ကိုယ်နာမည်ပဲကိုတူရီဝေကြီးဆိုတဲ့နာမည်ပဲကျွန်တော်ပြန်ပြောင်းထားတယ်เนาะအဲ့တော့ဒီတူရီပြောချင်တယ်လိုရင်းကိုမရောက်တော့ဘူးဒီတူရီဝေကြီးဆိုတဲ့ channel ကို subscribe နဲ့ခေါင်းလောင်းနှိပ်ထားကြပါဦးခင်ဗျာเนาะနှိပ်ထားကြပါဦးလက်မလေးတွေလည်းနှိပ်ခဲ့ကြပါဦးခင်ဗျာเนาะဒါကိုရိုးမတို့အတွက်ဘာမှမပင်ပန်းပါဘူးဒါလေးလောက်ရတာเนาะဒါကလည်းကိုရိုးမတို့အတွက်ပဲကျွန်တော်ပြောနေရခြင်းဖြစ်ပါတယ်ကျွန်တော်ဒီနေ့စဉ်နဲ့အမျှကဏ္ဍကောင်းကောင်းလေးတွေကို site လေးတွေနဲ့ဖြစ်ဖြစ်တန်ကဏ္ဍပဲဖြစ်ဖြစ်ကျွန်တော်ရေးပြီးတော့အများနဲ့တင်ပေးနေမှာပါเนาะအဲ့တော့ကျွန်တော်ရဲ့ဒီ letter site ဒီကဏ္ဍတွေအတွက်ကဏ္ဍတွေကြီးကျင်နေဆိုရင်ကျွန်တော်ရဲ့ဒီတူရီဝေကြီးဆိုတဲ့ channel ကို subscribe နဲ့ခေါင်းလောင်းနှိပ်ထားကြဖို့ပြောချင်ပါတယ်เนาะဒါကတော့ကျွန်တော်အရန် channel အနေနဲ့ထားတာပေါ့เนาะကျွန်တော် main channel အနေနဲ့ရှိတဲ့ဟာလည်းရှိပါတယ်အဲ့ဒါကတော့ subscriber 19900လောက်ရှိတယ်အဲ့ဒါကလည်းအရင်တုန်းကအရန် channel ပါပဲအခုကဟို main channel အကောက်ကြီး subscriber 3သိန်းကျော်ဟာကြီးပြတ်သွားလို့အဲ့ဒီ channel ကအခုက main channel ဖြစ်သွားတာပေါ့နော်အခုဒီကတော့ subscriber 800ကျော်လား900ကျော်လားပဲရှိတယ်ပေါ့နော်ကဲအဲ့တော့အခုတို့မတို့အနေနဲ့အခုကျွန်တော်ဒီတူရီဝေးဆိုတဲ့အကောက် channel အသစ်ကလေးပေါ့နော်အဲ့ဒါလေးကို subscribe နှိပ်ခဲ့ပါလူသစ်တွေပဲဖြစ်ဖြစ်လူဟောင်းတွေပဲဖြစ်ဖြစ်ကျွန်တော်ကိုသိတဲ့သူပဲဖြစ်ဖြစ်မသိတဲ့သူပဲဖြစ်ဖြစ် channel ကို subscribe နဲ့ခေါ်လောင်းနှိပ်ခဲ့ပါနော်အဲ့တော့ကျွန်တော်ဒီတစ်ပတ်မှာလည်းကျွန်တော်ရောင်းဝန်းတန်းတွေကိုကျွန်တော်ရောင်းဝန်းတန်းတွေဖြစ်တဲ့မွေး6ခွက်တို့အခွေလေးလုံးအဲ့ဒါအတူတူပဲစိုက်ကဒူးနေလို့ပေါ့နော်အဲ့ဒါကျွန်တော်ဟိုမှာတင်ပေးထားတယ် channel ထဲမှာတင်ပေးထားတယ်အခုတို့မတို့အနေနဲ့ဝင်ကြည့်လို့ရတယ်နော်ကဲအားလုံးမင်္ဂလာပါခင်ဗျာအားလုံးပဲမင်္ဂလာပါနော်ဒီနေ့ကတော့မနက်ကကိုဆိုလို့ရှိရင်ကျွန်တော်ကိုဒီမတွေပေါက်ကြတာပေါ့နော်ကိုလည်းမတက်ဘူးကိုရှင်းနဲ့ပဲရက်သွားတယ်ပေါ့နော်ကဲအဲ့တော့ဘာမှစိတ်မပူပါနဲ့ဒီမွေးကနန်းလာမှာပါနော်ကျွန်တော်ထုတ်ပေးခဲ့တဲ့မွေးကနန်းကျင်းစီပေါ်လာမှာပါကျွန်တော်ကိုရဲနိုင်ကလည်းထိုးတယ်အခုတို့မတို့ကိုလည်းကျွန်တော်ထုတ်ခိုင်းတယ်ပေါ့နော်အားလုံးမင်္ဂလာပါခင်ဗျာအားလုံးမင်္ဂလာပါเนาะကျွန်တော်ရဲ့ဒီဒူဒီဝေးဆိုတဲ့ channel ဒီကလေးကို subscribe နဲ့ခေါင်းလောင်းနှိပ်ထားကြဖို့ပြောချင်ပါတယ်เนาะထပ်ခါပြောနေရတာလေတမျိုးမမြင်ပါနဲ့เนาะ channel ဒီကလေးမို့လို့ပါเนาะကျွန်တော်လည်းမြေစင်းနေမြကျွန်တော်ကဏ္ဍကောင်းကောင်းလေးကိုလာကတင်ပြီးသွားမှာပါအခုကလည်းမနေ့ပြန်အင်္ဂါနေ့မနေ့ပိုင်းမှာ all လေးကွက်ကျွန်တော် site ကလေးပြပေးမယ်ပြီးရင်เนาะတစ်ချက်လောက်စောင့်ကြည့်ပေးပါเนาะကြော်တော့မကြီးနဲ့ပေါ့ဗျာเนาะအဲ့တော့ subscribe လေးတွေနှိပ်ခဲ့ပါခေါင်းလောင်းလေးနှိပ်ပါလက်မလေးတွေနှိပ်ပါဒီကအဲ့ဒီ3မျိုးပေါ့နော်ကျွန်တော်နေ့စဉ်နဲ့မြဒီတစ်ပတ်မှာလည်းကျွန်တော်မိုးနဲ့နေလက်ကတင်ပေးနေတာပါပဲနော်ကဲအားလုံးပဲမင်္ဂလာပါကဲအဲ့တော့ကျွန်တော်တို့စလိုက်ရအောင်ဗျာနော်စလိုက်ရအောင်နော်ကျွန်တော်ပြပေးမယ်နော်ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာအားလုံးပဲမင်္ဂလာပါเนาะကျွန်တော်လူကြီးဝေးကြီးပါပဲเนาะကျွန်တော်ဒီ channel ကို subscribe နဲ့ခေါင်းလောင်းနှိပ်ထားပါကောเนาะလက်မလေးနှိပ်ခဲ့ကြပါဒါကတော့ကျွန်တော်တပတ်စာမူကနန်းအနေနဲ့ကျွန်တော်တင်ပေးထားတာဖြစ်တယ်တပတ်စာမူကနန်းဒါကျွန်တော်ဒါကိုလိုက်ခိုင်းထားတာ464149969199 main ရော
6ပရာပရမမိန်ဒါဒူမိန်ဒါဒူဆိုဘယ်နှက9ဆိုကျွန်တော်ကိုဒီမှာတွေပေါက်တာပေါ့နော်9ရှင်းနဲ့ရက်သွားတယ်နော်ခဏရတယ်နော်ကဲဘာမှစိတ်မပူနဲ့ဒါကျွန်တော်ရောင်းခဏန်းနေပါဒါအလကားတင်ပေးထားတာဒီတစ်ပတ်နော်ကျွန်တော် channel 1ဖွင့်တဲ့အထိမ်းအမှတ်အနေနဲ့ကျွန်တော်ရောင်းခဏန်းနေဒီကဏ္ဍနေရအပတိုင်းအောင်လာတာပါဘာမှစိတ်ပူစရာမရှိဘူးထိုးစရာရှိရတာထိုးပါနော်ခုမှတရက်ပဲရှိသေးတာနော်စိတ်ပူနေမှာဆိုလို့ထိုးစရာရှိတာကိုထိုးပါထွက်မှာပါနော်ကဲဟုတ်ပြီထားလိုက်တော့မနေ့ပြန်လာပြီမနေ့ပြန်ကျွန်တော်တို့ဒီနေ့ညနေ6:6ထွက်တယ်နော်ကျွန်တော်တို့မနေ့က9:8ထွက်တယ်အခုရပိုင်းလေ7:3ဝန်းချင်းအရင်မြူးနေတယ်နော်ကျွန်တော်ပြောတယ်အဲ့ဒီတောက်ကြနေညနေရလဲကျွန်တော်3:8ဝန်းချင်းပေးတာပဲနော်3ဆိုကျွန်တော်လူတွေအများကြီးပေါက်ကြမှာကျွန်တော်လည်း2000ဘူးလောက်ပေါက်မှာဒီ3ပြီးတောက်ကြနေညနေက3ခွန်ပြောင်းသွားတာ3ကနေမှတ်မိကြလား3နေ8နေနဲ့ကျွန်တော်ပေးထားတာလေအဲ့ဒီကဏ္ဍကိုတောက်ကြနေကဏ္ဍကို3:8ဝန်းချင်းပြန်လာမယ်လို့ကျွန်တော်ပြောခဲ့တာနော်ကျွန်တော်အဲ့တုန်းကကျွန်တော်ဇာတာပရိညာလာမသိကျွန်တော်လိုက်လွှင့်နေတောက်ကြနေ3:8ဝန်းချင်းပဲကျွန်တော်ပြန်ပြီးမယ်3:8ဝန်းချင်းပဲလာမှာဆိုပြီးကျွန်တော်ပြောခဲ့တာနော်အဲ့တော့ကလည်း3530 58လားမသိပါဘူးနော်ဟုတ်အဲ့ဒါလားမသိဘူးပေးခဲ့တာပဲထားလိုက်တော့နော်33ဆိုလည်းပါတယ်88ဆိုလည်းပါတယ်နော်33ကငြိမ်ပြီးမှတ်တာပြ3ခွန်ပြောင်းသွားတယ်ထားလိုက်တော့ကဲမနေ့ပြန်ကျွန်တော်တို့ဒီနေ့9:8နဲ့6:6ထွက်တယ်မနေ့ပြန်အကောင်းဆုံးကဏ္ဍလေးရွေးချယ်ထားတယ်အခုတို့မှတို့နဲ့တစ်ချက်လောက်လိုက်ကြည့်ပေးပါနော်စိုက်ကလေးကိုတစ်ချက်လောက်ကြည့်ပေးပါဒီမှာကျွန်တော်တို့ဒီ3နဲ့ဒီ9နဲ့ဒီဇောင်းပေါင်းမှာဒီ3နဲ့9နဲ့ဇောင်းပေါင်းချင်းက2ဖြစ်တယ်နော်ဒီ3ခုပေါင်းချင်းကဇောင်းပေါင်းချင်းက2ဖြစ်လို့2ခွန်ဝန်းချင်းယူမယ်ဒီ3ညခွန်က3ညထိတ်နေဒီ3ည3က3ညထိတ်နေ3ည3ညလို့နှလုံးပေါင်းချင်း3ည3ညနှလုံးပေါင်းချင်းက3ညပါဝါ3ညရတယ်3ညပါဝါ9 3ည5ပရိတ်ပြန်ပြောမယ်နော်ဒီ3ခုဇောင်းပေါင်းချင်းက2ရလို့12ရလို့2ယူတယ်2ခွန်2ပါဝါခွန်2ခွန်ဝန်းချင်းယူတယ်ဒီဇီးပေါင်းချင်းက3ညမလို့3ညပါဝါ9 3ည5ပရိတ်ယူတယ်2ခွန်ဝန်းချင်း3ည5ပရိတ်နဲ့ဒီမှာ3ခွန်လို့ရိုက်တယ်တခြားလေးကြည့်နော်အခုတို့မှတို့မရှင်းပြန်ရစ်ပြောကြည့်ခွန်8ပေါင်းချင်းက9ရလို့9 3ညဝန်းချင်းယူတယ်3 3ညပေါင်းချင်းက3ရလို့3ပါဝါ8 38ပရိတ်ယူတယ်9 3ညဝန်းချင်း38ပရိတ်နဲ့ကျွန်တော်တို့3ည8လို့ရိုက်တယ်တခြားကြည့်နော်88ပေါင်းချင်းက6ရလို့6ပါဝါ1 6 1ဝန်းချင်းယူတယ်3 3ညပေါင်းချင်းက3ရလို့3ပါဝါ8ရိုက်တယ်38ပရိတ်ယူတယ်6 1ဝန်းချင်း38ပရိတ်နဲ့ဒီမှာ2 1လို့ရိုက်တယ်လှတယ်နော်ဘင်ဒူလေးနော်ဘယ်နှချိန်ရှိပြီးတော့3ခွန်1ချိန်3ည8 2ချိန်2 1 3ချိန်9 8 4ချိန်5ချိန်မြောက်ပေးနိုင်တယ်73ပေါင်းချင်းက1ရလို့16ဝန်းsorry 13ပေါင်းချင်းက4ရလို့4ကိုဝန်းချင်းယူတယ်2 3ညပေါင်းချင်းက2ရလို့2ခွန်ပရိတ်ယူတယ်4ကိုဝန်းချင်း2ခွန်ပရိတ်နဲ့9 8လို့ရိုက်တယ်နော်လှတယ်73ပေါင်းချင်းက1ရလို့8 3ဇောင်းပေါင်းချင်း1ရလို့16ဝန်းချင်းယူတယ်ဒီလို2 9ပေါင်းချင်းကလည်း1ရလို့16ပရိတ်ယူတယ်16ဝန်းချင်း16ပရိတ်နဲ့10တင်က60ချောင်း5ဆိုဒီမနေ့ဖက်မနေ့ရိုက်ရမှာမနေ့ကြီးကနန်းပေါ့နော်ကဲနောက်တစ်စိုက်ထပ်ပြပေးမယ်နော်နောက်တစ်စိုက်ကိုထပ်ပြီးတော့ပြပေးအောင်ပါကောင်းလွန်အားကြီးလို့နော်အဲ့တော့ကျွန်တော်တို့ဒီမှာနော်ဒါကတော့ကျွန်တော်တို့ဒီမှာကြည့်ဒီမှာကြည့်ဒီ3ညရေဒီခွန်ရေဒီ3ရေပေါင်းချင်း3ညရလို့3ညပါဝါ9 3ညနက်ခတ်ကခွန်တော့နက်ခတ်ဒီပါရိုက်မှာ3ည5ခွန်ကြီးကိုပရိတ်ကတော့စောနာပရိတ်ပဲ3ည5ပရိတ်နဲ့ကျွန်တော်တို့3ခွန်လို့ရိုက်တယ်3ည3ခွန်ပေါင်းချင်းရလဲ3ညရလို့3ည5ခွန်ကြီးကိုဒီမှာကျွန်တော်တို့3 3ညပေါင်းချင်းရ3ရလို့3ပါဝါ8နဲ့3ည5ခွန်ကြီးကို38ပရိတ်နဲ့83လို့ရိုက်တယ်ဒီ3ခွန်8လို့တစ်ခါပြန်ပေါင်းချင်းရလဲ8ရလို့8ပါဝါ3 8နက်ခတ်က83ဒီကြီးကိုဒီလို38ပရိတ်နဲ့2 1လို့ရိုက်တယ်3ည8 1ပေါင်းချင်းက9ရလို့9 6ကြီးကို2 3ညခွန်2ခွန်ပရိတ်ကဒီမှာ9 8လို့ရိုက်တယ်မနေ့ပြန်2 1 8ပေါင်းချင်းက1ရလို့1ပါဝါ6 1နက်ခတ်က8 1 6 8ကြီးကို16ပရိတ်နဲ့စောနာလဲကျွန်တော်တို့က16ဝန်းချင်းအခုက16 8ကြီးဆိုတော့မာတယ်နော်ကောင်းတယ်နော်ကျွန်တော်နောက်တစ်ခုထပ်ပြပေးအောင်မယ်နောက်တစ်ခုကဒီမှာဝန်းချင်းပါပဲနော်ပရိတ်ကတော့စောနာပရိတ်ပဲဝန်းချင်းတစ်ခုထပ်ပြပေးမယ်ဒီမှာ3ည3ပေါင်းဇောင်းပေါင်းချင်းက3ညလို့38ဝန်းချင်းကဒီမှာ3ခွန်လို့ရိုက်တယ်3ညခွန်ပေါင်းချင်းက3ညရလို့3ညခွန်ရလို့sorry ခဏလေးဟုတ်တယ်3ညခွန်ပေါင်းချင်းကခွန်ရလို့ခွန်နဲ့3ညပေါ့နော်တော့နက်ခတ်ဒီပါရိုက်မှာပေါ့နော်နက်ခတ်ဒီပါရိုက်မှာဒီ38ဇောင်းပေါင်းချင်းက1ရလို့16 8ကြီးကဒီမှာ1ကြီး1 3ညပေါင်းချင်းက1လို့1ပါဝါ6 1နက်ခတ်က16 8ကြီးကဒီမှာ8ကြီး2 8ပေါင်းချင်းက3ညမလို့3ည5ခွန်ကြီးပေါ့နော်အဲ့လိုမျိုးလဲရိုက်လို့ရသေးတယ်ပြီးတော့ဒီမှာလီဒီ3ည3ည3လုံးပေါင်းချင်းရလဲ3လုံးပေါင်းချင်းဒီ3ညရဒီ3ညရဒီ3ရပေါင်းချင်း3ညလို့38ဝန်းချင်းရဒီမှာ3ခုလို့ပေးတယ်3ည3ခုလို့ပေါင်းချင်းဒီ3ညနဲ့ဒီ3နဲ့ဒီ9နဲ့ပေါင်းချင်း3ညရလို့3ညပါပါ9 3ည5ဝန်းချင်းရဒီမှာ3ည8လို့ပေးတယ်
338လို့ပေါင်းခြင်းရ1ရလို့1ပါဝါ6 16ဝန်းခြင်းရဒီမှာ1လို့ပြီးတယ်231ပေါင်းခြင်းရ3လို့38ဝန်းခြင်းဒီမှာ8လို့ပြီးတယ်298ပေါင်းခြင်းရ9လို့94ဝန်းဒီမှာ94ဝန်းခြင်းနော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒီမှာ16ဝန်းချင်း16ပရိတ်เนาะခုန94ဝန်းချင်းနဲ့16ပရိတ်ဆိုလို့ရှိရင်ဒီမှာခွန်လေးနဲ့ခွန်ကိုထည့်ပေးထားတယ်အဓိကတော့10တင်က60ချောင်းကမိတ်တင်ထိုးပါเนาะ83ဝန်းချင်း sorry 83ဝန်းချင်းမဟုတ်83R 8833เนาะ8နဲ့3နဲ့ဒီလောက်မြူးနေတာ88နဲ့3တို့16ပရိတ်ကိုချပေးမလားเนาะချပေးရင်ဒီ83 8833ပဲเนาะအဲ့တော့မနေ့ကနေတဲ့သမားတွေဒီsorry မိုးကနန်းသမားတွေဒီကောင်လိုက်ထိုးခြင်းနဲ့ဆိုလို့ရှိရင် main လေးကွက်ရဲ့အဲ့ဒီမိုးကနန်းရဲ့အဓိကထားတော့ပေါ့เนาะဒီအောက်ကအကွက်တွေကတော့ဒုအနေနဲ့ထည့်ထိုးပေါ့เนาะကြအားလုံးကံကောင်းပါစေเนาะကျွန်တော်ပြခဲ့တဲ့ site ကလေးကိုရိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe ရဲ့ခေါင်းလောင်းရဲ့လက်မရဲ့နှိပ်ခဲ့ပါအများနဲ့ကျွန်တော်လက်ကားတင်ဆက်ပေးသွားမှာပါเนาะဒါဒုတိယဝါသနာရှင်ကိုဒီမတွေအတွက်အကျိုးမရုပ်เสียပါဘူးကြအားလုံးကျေးဇူးတင်ပါတယ်မနေ့ပြန်အင်္ဂါတနေ့ကုန်မှာ main လေးကွက်ထဲကထွက်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်အားလုံးကံကောင်းပါစေเนาะ